ဇနီးမောင်နှံသည်အတန်းပြန်လည်ဆုံစည်းပွဲသို့အတူတက်ရောက်ခဲ့ကြသည်ခင်ပွန်း၏အချစ်ဦးပါရောက်နေသည်ကိုမမျှော်လင့်ခဲ့ကြပေသူမသည်အခုထိတကိုယ်တည်းသမားဖြစ်နေစေသူတို့တွေ့ဆုံသည်နှင့်မျက်လုံးချင်းစုံကြည့်မိကြသည်ဤအရာကဇနီးတွေကိုအကြက်တဲခံစားရစေခဲ့သည်သူမသည်ပထမဆုံးအချစ်စိတ်ကူးကိုစွန့်ပစ်စေရန်သူမ၏မင်္ဂလာလက်စွပ်ကိုချက်ချင်းပြသခဲ့သည်မမျှော်လင့်ပဲအတန်းဖော်ကဘယ်ယောက်ျားမှသူ့ပထမဆုံးအချစ်ကိုမမေ့နိုင်ဘူးလက်ထပ်ပြီးရင်တောင်ဟုစနောက်ပြောဆိုခဲ့သည်ထိုအမျိုးသားသည်အချိန်ကြာကြီးစကားမပြောဘဲစွန့်နေသည်ကိုမြင်သောအခါဇနီးသည်ဝမ်းနည်းစွာထွက်ခွာရန်ပြင်ဆင်ခဲ့သည်မမျှော်လင့်ပဲအမျိုးသားကသူမ၏လက်မောင်းကိုဆွဲကင်ခဲ့ပြီးသူ့နှလုံးသားထဲတွင်သူ့ဇနီးသာရှိကြောင်းပြောခဲ့သည်ထို့ကြောင့်အမျိုးသမီးသည်ခိုင်မာသောအောင်မြင်မှုခံစားချက်ဖြင့်စိတ်အနှောက်အယှက်ဖြစ်စေသောအတန်းပြန်ပွဲမှထွက်ခွာခဲ့သည်သို့သောသူမကခင်ပွန်းကိုထပ်မံမေးခဲ့သည်သူသည်ပထမဆုံးအချစ်ကိုစွန့်လွတ်နိုင်ခြင်းမရှိသေးပါကသူမသည်ချက်ချင်းထွက်ခွာသွားမည်ဖြစ်ကြောင်းပြောခဲ့သည်အဘယ်ကြောင့်ဆိုသောသူတို့စတင်ပေါင်းတင်စဉ်ကသူမသည်အမျိုးသားအတွက်အစားထိုးတဦးသာဖြစ်ခဲ့သောကြောင့်ပင်အမျိုးသားကသူ၏စစ်မှန်သောအတွေးများကိုအမျိုးသမီးအားလှုပ်ဆောင်ချက်ဖြင့်ချက်ချင်းပြသခဲ့သည်သို့သောအမျိုးသမီးသည်မကြာမီလက်တွေ့အခြေအနေဖြင့်ရိုက်ချခံရမည်ကိုမသိခဲ့ပေအမှန်စင်စစ်ကောလိပ်ကျောင်းတက်စဉ်ကတည်းကအမျိုးသားသည်ပထမဆုံးအချစ်ကိုအမြဲတမ်းနှစ်သက်ခဲ့သည်သူသည်ပထမဆုံးအချစ်ကိုအမြဲတမ်းသူ၏လက်ဖွားပေါ်တွင်ထားရှိခဲ့သည်သို့သောဒုတိယနှစ်တွင်ပထမဆုံးအချစ်ကနိုင်ငံခြားထွက်ရန်အခွင့်အရေးအတွက်သူမ၏ချစ်ခင်စုံမက်နေသောချစ်သူကိုစွန့်ပစ်ခဲ့သည်ထိုအချိန်မှစ၍အမျိုးသားသည်အတန်ကွဲခြင်း၏စိတ်ပြအားငယ်မှုထဲသို့ကြာရောက်ခဲ့သည်သူအကူအညီမဲ့ဆုံးအခြေအနေတွင်ရှိနေစဉ်အမျိုးသမီးကသာခက်ခဲသောအချိန်များကိုကျော်ဖြတ်နိုင်အောင်ကူညီခဲ့သူဖြစ်သည်